ကျူရှင်နဲ့ကြောင်းမဲ့တက်လို့ရှိရင်အဆင်ပြေနိုင်လားဒီမိကုန်းလေးရဲ့အဖြေကိုဒီနေ့ပြပြပေးခြင်းတယ်ဒါကတော့ grade 12ကျောင်းသားတူမိထားတဲ့မိကုန်းလေးပေါ့နော်ဆိုတော့အဓိကကဒီလိုမျိုးကျူရှင်ကြောင်းမဲ့တက်တဲ့ကလေးတွေအတွက်ဆိုလို့ရှိရင်ကြတော့ကိုကားပေါ့နော်တေချာတော့ကိုပြန်ပြီးတော့မှထိန်းချောင်းပြီးတော့စာလုပ်သွားဖို့တော့အရင်ရည်ကြီးပါတယ်ဆိုတော့ guide တွေပါမရှိတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့စာလုပ်ခြင်းကိုတတ်မှတ်ပေးပြီးတော့မှတေချာtrain ပေးမဲ့မရှိတဲ့အတွက်ကြောင့်မလို့ကိုယ့်အကိုစူးစမ်းပြီးတော့လုပ်သွားဖို့အရင်ရည်ကြီးရယ်ဆိုတော့ကျူရှင်တွေကြောင်းနေဆိုတာကတော့ကိုယ့်ရဲ့အတွေ့အကြုံအရပြပြရရင်တော့ဒါဒီသူတို့တည်ပေါ့နော်တခြားစာတော့ရအောင်တော့သင်ပေးနိုင်တယ်နားလည်အောင်တော့သင်ပေးနိုင်တယ်အဓိကတိသွားတယ်ပေါ့လေအဓိကတော့စာတစ်ခုတိသွားတာနဲ့ရသွားတယ်နဲ့ဒီမတူပါဘူးဆိုတော့တိကုံပဲတိသွားပြီးတော့မှပြန်ပြီးတော့ကိုကတခြားမလေ့လာအောင်မကြိုးစားဘူးဆိုလို့ရှိရင်ကျတော့အဓိကမေ့သွားတယ်ပေါ့လေကြာကြာရှည်နဲ့လုပ်နိုင်မှာမဟုတ်ပါဘူးပြီးတော့မိကုံးပုံစံတွေတခြားသောစာလုပ်ရမယ့်ပုံစံမျိုးတွေစာတွေကိုဘယ်ချိန်မှာဘယ်လိုလုပ်ရမလဲဒါတွေမသိနေတဲ့အကြောင်းကြောင့်တို့ကြတော့ဒီလိုမျိုးလုပ်လာတယ်နှစ်ခုပဲလောက်တာမယ်ဆိုလို့ရှိရင်တော့တိတ်အဆင်မပြေနိုင်ဘူးဒါကြောင့်မလို့အဲ့လိုဟာလေးတွေကိုပို့ပြီးတော့မှသိအောင်လို့ကိုယ်အနေနဲ့လုပ်စေချင်တယ်ပေါ့နော်ပြောချင်တာကကျူရှင်ကျောင်းကိုပဲအားကိုးပြီးတော့မှနေရမျိုးတက်စားလို့ရှိရင်ကိုယ့်အနေနဲ့ကိုပြန်ပြီးတော့မှပြန်လုပ်ပါကိုအားနည်းတဲ့ဗာတဲ့တရှိလိမ့်မယ်ဒါတွေကိုသိအောင်လုပ်ပြီးတော့မှတေချာလေးစူးစမ်းပြီးတော့မှလုပ်ပေးပါအချိန်ကိုတေချာစီမံခန့်ခွဲပြီးတော့လုပ်ပါတရက်ကိုဘယ်နှစ်ဘာသာလုပ်နိုင်လဲဘယ်နှစ်နာရီအားတယ်လဲဒီဟာကိုတေချာတွက်ချက်ပြီးတော့မှလုပ်ပေးပါအဲ့လိုလုပ်သွားမယ်ဆိုရင်တော့ကျူရှင်တဲ့ကျောင်းတွေကအဆင်ပြေနိုင်တယ်ပေါ့နော်မဟုတ်ဘဲနဲ့နှစ်ခုပဲအားကိုးပြီးတော့မှ40ရောက်လုပ်နေမယ်ဆိုလို့ရှိရင်တော့ grade 12လိုမျိုးစာမွေးနောက်ဆုံး final ရောက်လာလို့ရှိရင်အဆင်ပြေနေမှာမဟုတ်ပါဘူးဒါကြောင့်မို့လို့အရင်ရေးကြည့်ပါတယ်ကျူရှင်ကျောင်းကိုပဲအားမကိုပဲနဲ့ကိုယ့်ဟာကိုယ်လည်းအားကိုပြီးတော့မှစာလေးတခြားလုပ်သွားကြည့်နေတယ်ပေါ့နော်ဒါဆိုတော့အချင်းဒီပါအဆင်ပြေနေပါတယ်လို့ပြောချင်ပါတယ်နားလည်ကြမှာတင်ပါတယ်